လက်တွေကတော့ bright ရဲ့ခေါင်းထဲမှာမိန်းမယူခြင်းနဲ့စိတ်ကူးစိတ်ဦးမျိုးအလဲရောက်မလာတာတောင်အတော်ကြပြီအရှက်မရှိမကွက်မဝက်တန်ဖွင့်ဝန်ခံမယ်ဆိုရင်တော့ဒီ28နှစ်ဆိုတဲ့အရွယ်လူငယ်တယောက်နေနဲ့အမိမပေါက်ရင်ဘာမြောက်လဲမေးရမလို့မယူခြင်းပဲဘယ်နေပါမလဲနော်ရတာရမယ်ဆိုရင်ကယူခြင်းတာပေါ့အနည်းဆုံးအိမ်အောင်ပဲ့ဖြစ်မမျော်မဲမရည်ရွယ်တဲ့တိုင်အောင် girlfriend လို့ခေါ်တဲ့မိမဖော်လေးတယောက်လောက်တော့စံတားဖြေရှိထားနေကြတာပေါ့ဒါပေမဲ့လေလို့လေ bright ရဲ့လက်ငင်းပွားအခြေအနေညံပြင်းနှိမ့်ချလိုက်ပုံကမိမတယောက်ကိုသူ့လိုငါလိုဖះเจ้าမှာလက်ထပ်ပြီးအိမ်ကန်းနဲ့လိမ့်စာနဲ့တရားဝင်အတူနေနိုင်ဖို့မဆိုထားနဲ့မတော်တဆကောင်းမချော်လေးတယောက်ထိပေါက်တယ်လို့ကောက်ရလာခဲ့ရှင်တောင်မှခေါ်စရာပြောစရာနေရာလေးတနေရာရှာမရနိုင်ဘူးအခု Brad နေရဲ့ဆိုရဲစင်ရသားရက်ွယ်မျိုးပြဲမျိုးဟောင်းဘက်ကအိမ်ဆိုတာကလည်း Brad လိုလူပြိုလူလွတ်တစ်ဆက်ယုံနေကလောက်ဖို့ကင်ပဲအလုပ်သမားတွေကြီး၄ယောက်စုငားနေကြတဲ့အိမ်ပြီးတော့လေသိရနော်မိမက်ပေါ် girlfriend ဆိုတာကလည်းနှလုံးသေးခိုက်ချစ်ကြရင်ဆွေရှိနေကြအောင်တော့ဆိုင်သားဆိုင်မပိုင်သေးရဲ့လမ်းခုလက်ဘဝမဟုတ်လားတခါတရံအခက်မသိရင်ငွေရေးကြေးရေးအပေးကမ်းလေးရပြတ်သက်တက်မီးလောင်တက်သေးရပဲနားလေလိုက်ရောမှုနဲ့မညိုညင်တန်းသူ့ဘန်ကက်လေးတစ်လက်ကိုဘန်ကက်လေးတစ်လက်မြမြတတထုတ်ဆွဲ300အောင်ကလည်း Brad ရဲ့ဘန်ဓာတ်ပိတ်ကက်ကပြဿနာညာတော့အဖြစ်အင်္ဂါဗုဒ္ဓဟုကြာတာပရိဆိုရင်လူတော်တဲ့ထုတ်မသုံးရဲတော့တဲ့အဖြစ်ဘန်မှာငွေလက်ကျန်လုံးဝမရှိတတ်တော့ဘူးလေထုံးစံတိုင်းတောက်ကြနေမှာဝင်လာတဲ့လောက်ခလေးမဖြစ်စလောက်ကလေ2ရက်3ရက်ဆိုကုန်ပြီပေါ့စိတ်ကြရတယ်ပြဿနာအရင်ကန်ကတော့အလုပ်ပါပဲအလုပ်သာပုံမှန်တစ်ပတ်နာရီ40နှုန်းအပြေရနေလို့ကတော့ဘရက်မကြောက်ပါဘူးမိုးဒူးနဲ့တက်တိုက်ရဲတယ်ဒါပေမဲ့ခုဥစ္စာကပြက်တောင်းဘာသေးကြတဲ့အာမခံခြင်းမှမရှိဘူးမနေ့ပြန်အလုပ်ဆင်းရမယ်မဆင်းရဘူးဆိုတာကဒီကနေ့ည8နာရီထိမသေးကြဘူးညဘက်9နာရီလောက်မှာတယ်လီဖုန်းဆက်စုံစမ်းကြည့်အောင်နဲ့မှားထားတယ်အလုပ်ရှိမှအွန်ကောခေါ်မယ်ဆွဲသဘောမော်ကျော်အလုပ်ရှင်ရဲ့ကိုယ်စလေဝတ်အင်ချက်ရဲ့အပြောကတော့အားရစရာတကွဲမှမရှိဘူးအလုပ်သမားလျှော့တဲ့ဦးရည်စင်းနဲ့မပါတာပဲဖျားသခင်ကျေးဇူးတော်လို့အောက်မေ့ရမယ်တဲ့ Brad ရဲ့အမြင်ကတော့အဲ့လိုပြပြတတ်တာအလုပ်သမားဦးရည်လျှော့တဲ့စင်းနေပါယာယီအလုပ်ရက်ဆိုင်အဖြုတ်ခံရတာကမှတမျိုးကောင်းမယ်ထင်တယ်ဆိုရှယ်ရုံးမှာအလုပ်လက်မဲ့ထောက်ပံ့ကြေးလျှောက်စားမယ်လေဝဲဖဲထောက်ပံ့ကြေးကမှအခုရနေရဲ့မစွမပို့ထက်တော့ပိုရနိုင်လိမ့်အောင်မယ်ထင်တယ်ဒါပေမဲ့ Brad မစွတ်စားရဲပါဘူးရမှာကနောက်မျက်မှောင်နဲ့နှင်းချခံရမှာကအရင်ဒီတော့တည်ကြတဲ့နို့ပိန်လေးပဲကတ်တွင်နေရအောင်မှာပဲကြည်လေပြီးခဲ့တဲ့အပတ်ကများဆိုရင်2ရက်နဲ့နေ့တဝက်လာအလုပ်ဆင်းလိုက်ရတယ်နာရီ20တဲ့ကဲဒီပုံသားဆိုရင်ခုတောက်ကြမှာဝင်လာမဲ့လောက်ခပေးချက်ထဲကကိုယ့်အတွက်အချိုးကျပေးရမယ်အိမ်လာကရဲ့4ပုံတစ်ပုံကိုနှုတ်လိုက်ရရင်လက်ထဲကိုပါကြံတော့မှလေထုံးစံအတိုင်းမပေးမနေရတဲ့စိုင်ပိုင်ရာကအခွန်ကောက်တွေကျမ်းမာရေးအာမခံကြေးတွေနဲ့ဘာကြီးညာကြေးတွေအမိကနှုတ်ခေါင်းကနှုတ်ရှောက်တာနှုတ်လိုက်ရလို့ကတော့အလွန်ဆုံးကျန်လာ340ပေါ့ဒီငွေလေးနဲ့ဒီတစ်ပတ်လုံးတော့ဘမဘာသွားစားမလဲဘာသွားသုံးမလဲဒါတော့နော်လျှက်စစ်မီတာကတော့ gas မီတာကတော့ဆိုရဲဘေကျွေးတွေကခဏတစ်ဖြုတ်စိုင်းထားလို့ရပေသေးလို့ပြီးတော့တော်ပါသေးရဲ့အစောကြီးတွေကတန်ရပဲကောင်းနေဆုံးဖြတ်ကြပြီးအိမ်သုံးတယ်လီဖုန်းတို့ TV ကယ်ဗယ်တို့မတွေ့ခဲ့ကြပြီလို့ဒါပေမဲ့ကိုပါကိုတလက်ကင်မရှိမဖြစ်သုံးနေရတဲ့ဆဲဖုန်းပေကတော့ပေးရလိမ့်မယ်ဒီလလာရင်2လပေါင်းတွေ150လောက်များကြမလားမပြောတတ်ဘူးဒီလမှမပေးရင်ဖြတ်ခံရတော့မယ်စီစီရဲပါတယ်ဒီဘက်တဲ့အလုံးမလောက်ရပါမလားအလုံးလုံးရချိန်နဲ့လို့ဘေကျွေးတွေအပြည့်မဆောင်နိုင်ဘယ်နဲ့လုံးမလဲဘရက်လေစိတ်ပြက်လက်ပြက်နဲ့ပင်သက်ပင်ကြီးချပြီးဘတ်စကားပေါ်ကစိတ်မပတပါဆင်းလိုက်တယ်ခြေထောက်တွေကတော့တိတ်နေပြီခါတိုင်းဆင်းနေကြမှတ်တိုင်မှာဆင်းလိုက်တယ်ရောက်နေကြစိုင်တန်းပလာဇာဘက်ကိုလမ်းဖြတ်ကိုပြီးဦးတီလျှောက်လိုက်တယ်မရှိရရှိရဘေးချိတ်ရှိသမျှလေးနဲ့တော့သက်ဆန်နေနဲ့ဘိုက်ပြအောင်စားထားရတော့မယ်ထုံးစံတိုင်းမနဲ့စောစော
breakfast နဲ့နေ့လယ်စာကိုတခါတည်းပေါင်းစားဖို့ဈေးသက်သာတဲ့ဘာကာဆိုင်ကိုရွေးလိုက်တယ်။ဒီဆိုင်မှာကအမဲသားတုံးနဲ့ဘာကာနှလုံးတွဲကို buy one get one free နဲ့ရှောင်းတယ်လေ။ပြီးတော့အာလူးကြော်တကောပွဲကြီးဆိုရင်တပွဲတစ်နဲ့ကိုစုစကားပိုက်ပြရော။နောက်ပြီးဆိုတာအချွေလေးကလည်းဒီဆိုင်ကအချင်းချင်းထပ်ဖြည့်တော့ခွင့်ပြုတယ်။ဆိုင်လမ်းမြင်နေရကမှဘိုက်တောင်ပို့စားလာတယ်လို့ပဲ။ဟုတ်ပြီချီတက်ဒီမှာမက်ကီနဲ့တွေ့ရတာပဲမက်ကီကသူ့ဝင်မဲလို့ပိုင်းဖြတ်ထားတဲ့ဆိုင်တွေကထက်လာပြီးဆိုင်ရှိရက်ထားတဲ့ကိုပိုင်ကားတွေရှိရာကိုရှောက်လာတယ်။နွမ်းနွမ်းလှဲ့ရကပိုးကရွရဲ့တခြားတွေ့ဘူးနေကြမိန်းမတွေလိုအစာပိတ်တောက်လက်စာအေးခွက်လေးကန်ပြီးရွှေရွှေလန်းလန်းပြန်ထွက်လာတဲ့ပုံစံမျိုးမဟုတ်ဘူး။ဘယ်နဲ့ဒီလိုမနေ့ပိုင်းမှာဈေးဝယ်ထွက်ရုံးတဲ့အလုပ်သွားကြရင်လမ်းကြုံဝင်ဘိုက်ဖြစ်လိရှိရဲ့မိန်းမပေါင်းမြောက်များစွာဘရက်ကြုံဆုံပူပါတယ်။သူ့လိုအိယာထားမျက်နှာတစ်ထားပြီးကစားမပြင်းမစင်မချင်မတမျက်နှာပြောင်ကြီးနဲ့မဟုတ်ပါ။အော်အတော်ပယုတ်ကြခြင်းနဲ့ခြေတော့ဖဲရှောင်းနေပြန်တာတော့ဘရက်ရှောင်းရင်နဲ့မက်ကီအိုဒီယာမက်ကီရဲ့ကားနာကိုရောက်လာတယ်။မက်ကီရဲ့ကားမန်လည်းအစမသိပါဘူး။မက်ကီကရက်ထားတဲ့ကားတကားလက်ကင်မှာတော့ထိုးဖွင့်နေတော့မှဘရက်ကလည်းမမျော်လင့်ပဲနဲ့မက်ကီရဲ့ကားညာဘက်ပြီးမှမက်ကီနဲ့မျက်နှာချင်းဆိုင်ရောက်ရတာဖြစ်နေရဲ့အမှန်ပြောရရင်တမင်္ဂလာကြည့်ဖို့စိတ်ကူးမရှိပေမဲ့လေဒီတခါတော့သစိမ်းမိမတယောက်ကိုသူမဟုတ်မက်ကီရဲ့မျက်နှာလေးကိုဘရက်ကမျက်တောင်မခဲစိုက်ကြည့်လိုက်မိရဲ့မက်ကီကလည်းကားတကားဖွင့်ငုံဝင်မဲ့လောက်ရင်ဘရက်ကိုမျက်ခုံးလေးတစ်ဝက်ပင့်ပြီးပြန်ဝင်ကြည့်လိုက်တယ်ဟာဘလို့အကြည့်တယ်ဟာပြုံးတီအောင်ညှို့တယ်လို့နဲ့ဘရက်တောက်ခဲအသေးနဲ့အိပ်ပျော်နေရဲ့ကြားတော့ရင်နဲ့တလက်လက်ခုန်သွားတယ်လို့ပဲရုပ်ကလည်းဘလို့တတ်မဲ့ရမလဲလာတပန်နွမ်းဆိုရမလားမျက်လုံးတွေကငွေမုံညညိုငိုထားခါစားလို့မျက်တောင်ရွှေလေးတွေကလည်းမကော့ပြန်ပြီးငိုက်တွဲလို့တပတ်ရှိုးလိုကဘိုးကယိုဝေထိတ်တဲ့ထုံးဖွဲ့ရစ်တင်ထားတဲ့သပင်တွေကလည်းနှက်မောင်မောင်ပြီးတော့အသားရောင်ကလည်းအထက်မြောက်ပိုင်းသူတွေလိုအဖြူပွေးပွေးမှာပန်းသွေးပြင်းနေရမျိုးမဟုတ်ဘူးပြားရည်နဲ့နွားနို့စားတူရောမွေထားတဲ့အရာမျိုးဘရက်တွေ့ဘူးပါတယ်အသားရည်ကြည့်ရတာကလည်းညံ့ညောချောမွေ့နေတယ်လို့မျိုးဆိုတော့ဘရက်တွက်လိုက်တယ်ဧကနာတောင်ပိုင်းပင်နေတဲ့ကကျွန်းတကျွန်းသူပဲဖြစ်ရမယ်ပေါ့ဘရက်လေတဘာနှုတ်တဲ့သူမှမဟုတ်ပဲစကားပြောခွင့်မကြုံကြိုက်လိုက်ရလို့သာလက်တင်တန်စပိန်တန်ဝဲမဝဲမသိလိုက်ရလေဒါပေမဲ့ရုပ်အရာကတော့သိကြပါတယ်အမေရိကန်သူအဖြူမဲမာလေးပဲငေးကြည့်ရလောက်အောင်လှကြပါပြီဆိုတာပူတိုရီကိုသူ့ဗင်နီဇွဲလားသူလေးပဲအိယာထားရေမချိုးရသေးသလောက်ပဲရှိရလို့ကာလာသားတွေပြောစမဲ့ပြုတ်ကြတယ်မလားကိုလည်းဘာထူသေးတယ်မက်ကီရဲ့မချင်မသားအိယာထားစာမျက်နာကဘရက်ကိုညှို့ငင်ဆွဲဆောင်ဖန်ဆလိုက်ပြီးပင်ကိုအိမ်မှာညှိနေရဲ့ရှင်လို့ဘရက်လည်းရုံးတော်မရုံးထွက်ချင်တာပါပဲဒါပေမဲ့ညှိနေတယ်အနာကတပွားမှမခွဲနိုင်မခွာရဲ့ဖြစ်နေရဲ့အများရဲ့အမြင်မှာကတော့မက်ကီယာသူ့ကားရဲရောင်းနေပြီဖြစ်တဲ့အတွက်ကားဆက်နိုးပြီးမောင်းထွက်သွားနှင်လို့ရအောင်ရဲရှောင်းလမ်းပေးထားတဲ့အနေနဲ့မက်ကီရဲ့ကားနှစ်ပေးမှာပဲဟန်ဆောင်ပန်ဆောင်သူရက်နေလိုက်တယ်မက်ကီကားကောင်ရှိကကလန့်ဖြတ်ပြီးစားတောက်ဆိုင်နဲ့မဝင်နှင့်သေးဘူးလေအမှန်ကတော့ညှိနေတာပါကားအထွက်မှာကားရမက်ကီကိုဘေးကြီးနောက်ကြီးတကြော့ပြန်ထက်ကြီးလိုက်ခြင်းတရားလည်းပါတာပေါ့ချေရမဲ့သူကိုဗတ်ပေါင်းဆောင်ရှုထောင့်မျိုးစုံကဓာတ်ပုံရိုက်ငေးဆိုင်ကြည့်နေခြင်းတလို့ပေါ့နော်အတော်ပါပဲရင်ကျေးမှုအရာကလည်းမြို့သမီးကိုပထမဦးစားပေးလမ်းဖွင့်ပေးရမယ်မလားဒါပေမဲ့ဒီမိန်းမဘာဖြစ်လို့ကြားနေရပါလဲကားထဲမှာဘာလုံးနေပါလဲမနှံဆော့ဆော်နေလဲမရှင်တည်းရဲ့ကူးလိုချိန်မှာမလိုအပ်ပဲဖြန့်ပြီးကာထားတဲ့ကားရှိမှန်ရဲ့အတွင်ဘက်ကနေကာမြက်ပြရင်းလိတ်ကိုလည်းကိုတက်တိဖန်ပြက်သေးပါလားပြီးကားကိုလည်းစက်မနိုးသေးဘူးကားထဲမှာဘာတွေများတလောက်တောင်ရှုပ်နေလို့ခါခဲရှင်းနေရတယ်မသိပါဘူးကားလေးကတော့ချမ်းခိုက်ခိုက်တုံတယ်လို့မေးရိုက်လှုပ်ခါနေရပဲခတ်တာကအထဲမှာဘာတွေဖြစ်နေရင်မသိအောင်အစေးပိတ်တင်ထားတဲ့ကားပရိမန်တွေအလုံးကလုံခြုံရေးရှောင်ပြန်ဖလင်တွေအပြေးကတ်ထားတာရဲ့ပြီးတော့လေရှောင်ပြန်ကအဆင့်သုံးအမောင်ဆုံးအမျိုးအစားအပြင်ကနေအထဲကိုကြည့်ကြံလို့ကတော့ကိုယ်ပုံရိပ်ကလွဲပြီးဘာကိုမှမြင်ရနိုင်ဘူးပြီးတော့ရှေ့မှန်ရဲ့အတွင်ဘက်ကမျက်ဖြာရှင်းလေးကလည်းငွေသားရောင်ပြန်ပြီး
ရှေ့မှန်တစ်ဖက်စွန်မှာမီးကျစ်ဆန်တစ်ချောင်းစာလောက်ဟာနေရဲ့နေရာလွတ်လီတနေရာတော့တွေ့ရပါရဲ့ဒါပေမဲ့မှန်နာကုံမျက်နှာအပ်ပြီးချောင်းကြည့်နိုင်ပါမှမြင်ကောင်းမြင်ရမှာလေဘသူကအမိုက်ခံအထင်မှားခံပြီးချောင်းကြည့်ရဲမှာလေမတော်ကားရရမိမမြင်သွားပြီးဟောနှိပ်ထက်လိုက်ရင်အဆက်တကွယ်အကျိုးနေရမယ်အဖြစ်ပြီးတော့ကားထဲမှာဒီလောက်ကြာနေပုံထောက်တော့အဝတ်လည်းအလှပြင်းနေကြလားမှမသိမတော်တရောမိုးရည်စည်းဝါသုံးစားနေရမျိုးဆိုရင်လည်းပတ်နဲ့လုံးလဲအဲ့ဒါသူ့ကိစ္စသူ့လိုလက်ခွင်လေကြည့်မိရဲ့ကိုမှသာတရားခံဖြစ်မှန်းသိဖြစ်ရမှာမကြည့်ရဲပါဘူးခိုးကြောင်ခိုးပဲချောင်းကြည့်ရမျိုးလေဘရက်ဝါသနာမပါလာအောင်ဒါပေမဲ့ဘလို့ပြောရမလဲတော့မသိဘူးဒီမိမကိုအ ਨੇ ဆုံးတကြော့လောက်တော့ဘရက်ထက်ကြည့်လိုက်မြင်ချင်လိုက်ချင်သေးရဲ့နောက်ဆုံးအခွင့်အရေးတရက်အနေနဲ့အုံနောက်ဖန်ပြင်မှာပုံရိပ်ရိုက်ယူထားလိုက်ချင်သေးရဲ့ဆိုပါတော့ဘာအတွက်ရဲလို့တော့ရည်ရွယ်ချက်ကြီးကြီးမှမရှိတန်ရပါဘူးအောက်မိရပဲခက်တာကလျှက်တစ်ပြက်လေးစုံလိုက်ရလေဒီတရင်ကအခိုက်တဲမြနေတော့ဆွဲလန်းနေမသမုံနိုင်ပါဘူးနော်ဒါပေမဲ့ထူးခြားချက်တစ်ခုတော့ရှိလေရဲ့ဘရက်ရဲ့ဘဝမှာအရင်ကရင်းနေကြတွေ့နေကြမိန်းမတွေနဲ့မတူတာကတော့အမှန်ပဲဘာချားနာနေရတော့ရိုက်ဆက်လဲဘရက်မပြောတတ်ဘူးကြည့်လေသူ့အရင်မောင်းထွက်ခွင့်ပြီးရဲ့အနေနဲ့ခဏရက်ဆောင်ပေးနေရတာကုတက်တီကောင်စက်မနိုးသေးဘူးညနာရှိတဲ့ကပြန်ဖြာရင်းကိုလေမြေခွင်းရှင်းသွားဖျက်မဲ့ကိစ္စဖက်မပြစ်သေးဘူးဒီလောက်ကြာနေအောင်ကားထဲမှာသူ့ဘာလုပ်နေရလဲကားထဲကနေပြီးတော့များသူ့ကိုအကဲခက်ကြည့်နေလေရောတလားမသိဘရက်ရဲ့စိတ်ကမယိုးတာတော့ကိုစိတ်နဲ့နာပြီးကိုကြံ့ဖန်အထင်ကြီးပြက်လိုက်မိပြန်တယ်ဟမ်ဒီအပေါက်မျိုးတော့ဘယ်ကျိုးလို့ရလိမ့်မလဲကိုသိက္ခာအကြခံလို့ဘရက်သူကားကောင်းရှိကပဲမမှုလျက်နဲ့ခက်အိမ်တွေရရဖျက်လျှောက်ပြီးစားတောက်ဆိုင်တွေကိုဝင်ပြက်လိုက်တယ်နောက်မက်ကီရှိယာကိုလုံးဝပြန်လဲမကြည့်ပြအောင်လဲစိတ်ကိုအမိန်ထုတ်ချုပ်ချယ်ထားလိုက်တယ်သိရနော်ဆိုင်ထဲရောက်တော့ဟန်ဆောင်လှုပ်ထားတဲ့မန်ရုပ်အရေကွန်ကျွတ်သွားပြီးဘဝမှန်ပြန်ရောက်သွားပြီးဆိုပါတော့ဒီတော့ထုံးစံတိုင်းဈေးသက်သာဆုံးနဲ့စင်ရသားအလုတ်ကျန်းသမားစာဖြင့်တီးတန့်စီမံထားတဲ့အမေသားတုံးဗန်းမုံညက်ဘန်ကအမွားတပွဲနဲ့အာလူးကြော်အလိန်ပွဲစည်းတပွဲကိုမှားလိုက်ပြီးတော့ဝေရှင်းလိုက်တယ်ဆိုတာအချိုရည်ကတော့ဒီဆိုင်မှာကစိတ်သက်လောက်ပြန်ပြေးတောင်းနိုင်တယ်ပတ်စံထပ်ပေးကြမလို့ကို့အလှည့်ရောက်လို့ကိုမာတဲ့မုံနေရောက်လာတော့လင်မန်းနဲ့ကောက်ယူထက်လာပြီးမက်ကီရဲ့ကားကဝမ်းသာစရာထမသွားသေးပါလားဘာရမလဲလူကိုမမြင်အောင်နော်ကားကိုပဲမဲကြည့်နေမှာပေါ့ကားကတော့တစ်လက်နှစ်လက်ပြောင်းကားအဟောင်းဝယ်ထားပုံရတာပဲအယောင်စင်းကအစာရုပ်ကအတော်ကျနေပြီးဘရက်ရဲ့အယူဆကတော့ကားဝယ်မစည်းနိုင်သေးလေနေလေရော့ဒီလိုကားဟောင်းဒီလိုမတက်တဲ့ကားမျိုးတော့ဘယ်တော့မှဝယ်မစည်းဘူးလို့ဆုံးဖြတ်ထားတယ်အမျိုးအစားကတော့အမေရိကန်ကားမော်ဒယ်ကတော့9596လောက်ဖြစ်မှာပေါ့တကားနှစ်ပေါက်ဆလွန်အနီရောင်ညာဘက်နောက်ပိုင်းဘိန်းပုံရွှွန့်ကာမှလည်းတိုက်ထားတဲ့ရဲ့နည်းနည်းချိုင်းဝင်နေပြီးပုံးရချေရတန်ရတွေနဲ့ပြီးတော့ရှေ့မှန်ပေါ်မှာရေတုပ်တံတွေလည်းမပါဘူးဒါကတော့ဒီမှာကတဲကန်နာရမိုးနေတဲ့ဒေတာမို့ဓမ္မမဟုတ်ဖြုတ်အခိုးခံမှာဆိုလို့ထင်ပါရဲ့မတက်ဖဲဖြုတ်သိမ်းထားသလားမှမသိဘရက်သိမ်းနားတယ်လားလို့တော့မဟုတ်ဒါပေမဲ့အတူနေကားယူတွေပြောနေလေရှိရဲ့ကားအကြောင်းတောင်းပြောင်းထွေလာဘ ഹു တုတတွေအရာတော့ဒီကားရဲ့အခြေအနေမျိုးကဘာတန်ပါလဲအလွန်ရောအကျွံရောတန်းလှ1000လောက်ပေါ့ရက်ွက်ထဲမှာပိုင်ရှင်ရလဲ340ရောင်းဖို့ဖိုးစီးလို့လဲနောက်မှန်မှာဆိုင်းပုတ်ရေးထားတတ်တဲ့ကားမျိုးတွေနဲ့သာတွေ့ရင်ဒီမက်ကီရဲ့ကားအခြေအနေကရာကနေနဲ့တောင်ရနိုင်မြင်ထင်တယ်မက်ကီကိုအထင်သေးလို့တော့မဟုတ်ပါဘူးဒီကားကလည်းမက်ကီရဲ့လက်ထဲမှာကိုဘယ်လောက်ထိကြာနေမှမသိပဲဒါပေမဲ့ကားတွေကမိမကကားပိုင်ရှင်ဆိုတာကတော့သိကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကားထဲမှာလည်းသူ့ကြည့်ပဲလေပြီးတော့ကားတော့ကလည်းသူ့လက်ထဲမှာပြီးတော့စောစောကသူ့ဝင်ထိုင်လိုက်တဲ့ဘက်ကလည်းရင်မောင်းထိုင်ကုန်နောက်ဒီမိမဟန်ပန်ပုံစံကြည့်ရတာကလည်းကိုယ်တိုင်မောင်းမဲ့ပုံပဲတကွက်တော့စဉ်းစားစရာကြံသေးရဲ့ဒီနေရာမှာအချင်းချင်းနဲ့ရက်ထားပြီးသူ့ယောက်ျားပေါ်တမမဟုတ်တစုံတယောက်ကိုလာဆောင်နေရများလားမှမသိဒါပေမဲ့ဒါလည်းမဖြစ်နိုင်ပါဘူးဒီမိမပုံပန်းကိုကြည့်ရတာအဲ့လိုမျိုးယောက်ျားတယောက်ကိုချင်းဆောင်နေပုံမပေါက်ဘူးကြည့်ပါလားရုပ်ကလည်းမဖီးမလိမ့်မချေမတလန်းလန်းဆက်ဆက်တက်ကြွလည်းမရှိအပြင်းလာမဲ့လူကိုလှမ်းမြင်နေရအောင်ညနာရှိကနေကရင်းရွက်ကိုလည်းမရုပ်သိမ်းတခါတရံဖြစ်ကားအပြင်ပြန်ထွက်ပြီးရှေးနာဝဲရလဲမျှော်မကြည့်
ပြီးတော့ဝစ်ထားတဲ့အင်ကြီးကလည်းမဟောင်းနယ်မတွန့်ကြဘူးဆိုအောင်တော့တက်လွင်လွင်ကောင်းကောင်းမွန်မွန်မဟုတ်မတက်နိုင်ပါဘူးဒီခေတ်ကြီးမှာတစုံတယောက်ကိုစောင့်နေရမျိုးဆိုရင်လေဘာခဲရင်နာမှတ်လို့လက်ပတ်နာရီကိုကြည့်ပြီးခါးကြကဆဲဖုန်းနဲ့မက်ဆေ့နှိမ့်လိုက်ရုံပေါ့ဒီရွယ်လူတိုင်းလိုမှာဆဲဖုန်းရှိတတ်ကြပဲသူ့ဘောင်းမီခပတ်မှာညှက်ထားတွေ့လိုက်ပါတယ်ဒီလောက်ထိအကြာကြီးစောင့်မနေရပါဘူးပြီးတော့စောင့်နေရဲဆိုလေမျက်နှာရှိကနေကရင်းလေးကိုဘာလို့မဖယ်ပြစ်သေးရလဲဘာကြောင့်ဘာရွယ်ချက်နဲ့ဆက်ကမြဲကထားရတော့နေရောင်ထိုးလိုကထားရတယ်ဆိုရအောင်လေနေရပြင်အခုမှသူ့ကရဲ့နောက်ဘက်ကတိုက်ကြိုတိုက်ကြမှာမေးတင်စားရှိသေးတယ်ဒိတ်ပင်မရှိဘူးဒါဖြစ်ရင်ပါလေကိုတက်တွေဘာဖြစ်လို့ရက်နေရလဲကိုတက်တွေဘာပြုလို့မောင်းထက်မသွားသေးရလဲကြားလာပြီနော်ဆိုင်ထဲမှာ bread တနားကြော်ကြအချိန်ဆွဲပြီးထိုင်စားနေရတာစပွဲပေါ်မှာပြောင်းတလင်းခါနေပြီးခွက်ခွန်တွေစက်ကူအိတ်တွေလည်းအမိုင်ပုံနဲ့သွားထည့်ပြစ်လိုက်ပြီး bread နောက်အတော်ကြီးကြာမှဝင်လာစားကြရဲ့လူတွေတောင်တချို့စားပြီးကြလို့ပြန်ထွက်သွားကုန်ကြပြီးဆိုင်ကတော့အားနာစရာမျက်နှာပူစရာမလိုပါဘူးကိုလည်းပတ်စံပေးပြီးလာဝယ်စားတယ်လို့ပဲကိုနေပိုင်ခွင့်လည်းရှိရဲ့ဆိုင်ရကျတော့နေရာလက်တွေလည်းရှိသေးရဲ့ကိုလိုအလုံးရှိပုံမရအားနေရဲ့လူတွေတချို့ဆိုရင်သူများဖက်ပြီးလို့ခြံထားပြစ်ခဲ့တဲ့သတင်းစာတွေကောက်ပဲတချို့ဆိုရင်ဟောဟာရာဘဟေတီခရော့ဝက်စာအုပ်လိုက်ရှေ့ချပြီးတရွယ်ပြီးတရွယ်တကွယ်ပြီးတကွယ်ထိုင်ဖြစ်နေကြတာဆိုင်ကလည်းသူ့ဆိုင်အမြဲလူစီနေရဲဆိုပြီးသဘောတောင်ကြနေလိုက်အောင်မယ်သိနေရဲ့နော်တော်နေကြနေလေးမြင့်လာရင်အပြင်ဘက်မှာကပိုးတော့မယ်လေတစ်ပင်ရိတ်ကလည်းရှားမှရှားဆိုင်ထဲမှာတော့လေအေးဆက်ဖွင့်ရဲ့မဟုတ်လားပြီးတော့အချွေဆိုင်တွေရလေရေအသေးတော့အပေါ့ပါသွားဖို့ restaurant တွေကလည်းတန့်ရှင်းရှင်းကြက်ကြက်ဝုန်းဝုန်းဒီတော့ဘာဘူးစရာလို့လဲမက်ကရဲ့ကားနဲ့ပြန်ပြီးနေရာကမရွှေ့တန်း bread ကြောလေးဆန့်ပြီးထိုင်ကျနေလိုက်တဲ့ဒါပေမဲ့ bread ရဲ့ခေါင်းထဲမှာကတော့မိကုန်းနေတဆင်ပြီးတဆင်ပေါ်လာတယ်သူပဲသူလဲသူဘာလုပ်နေရလဲသူဘာဖြစ်လို့ဒီနေရာမှာအကြာကြီးရက်နေရလဲသူဘာဖြစ်လို့အိမ်မပြန်တာလဲသူအသက်အရွယ်က30ဝန်းကျင်လောက်တော့ရှိပြီဆိုတော့သူ့မှာလင်းယောက်ျားဓမ္မမဟုတ်ယောက်ျားပေါ်ရောမရှိဘူးလားမိဘသားသမီးစားတယ်မိသားစုရောမရှိဘူးလားအတူမနေကြဘူးလားသူဘာလုပ်လဲဘယ်မှာပဲချိန်လုပ်လဲဒီနေ့ရောသူအလုပ်မသွားဘူးလားသူလဲကိုလိုပဲအလုပ်မရှိဘူးလားသူဘာလုပ်ကင်စားတော့ပြီသူ့ဘဝကိုသူဘလို့ရက်တင်နေလဲကိုလိုအလဟတာအချိန်ကုန်ခံနေနိုင်ရအောင်သူဘဲကဘာဝင်ငွေတွေများရနေလို့လဲသူဘတော့မှအိမ်ပြန်มาလဲသူ့အိမ်ကဗမာလဲသူဒီလိုပဲနေကုန်အောင်နေတော့မှာလားသူမစားတော့တော့ဘူးလားမအိတ်တော့ဘူးလားသူရေချိုးတန်းစင်အလှပြင်အဝိလေစတာတွေရောမလုပ်တော့ဘူးလားရုပ်စွာအစုံခန္ဓာကိုယ်ရဲ့ဓမ္မတာစီဝံစတာတွေရောမစွန့်တော့ဘူးလားလာကင်းကြီးများလားမိကုန်းတွေသာမရီမတွက်နိုင်ဖြစ်လာပြီးအဖေကတော့တခုမှထွက်မလာဘူးဖရက်လဲဘိုက်ပြေးလာလို့အိမ်ငိုက်ချင်လာတာနဲ့လဲလျှော့လိုက်ချင်စီပေါက်လာတယ်ဒီလောက်ရုပ်ရည်တွေတနာကမှလှကျွင်းလှကြံလေးတွေရှိနေပါသေးရဲ့နဲ့ဒီလောက်အတွေးရခဲ့ဗဟေတိဆန်လာတဲ့မိမမပတ်သက်တာစိတ်ဝင်စားတာပဲကောင်းပါတယ်လေအဲ့လိုလက်လျှော့လက်နဲ့ချပြီးအိမ်မှာပဲပြန်လာဖို့ bread ထိုင်နေရကထားလိုက်တယ်ပြီးတော့ restaurant ခဏဝင်မယ်ကိုအလေးချိန်လျှော့မယ်ပြီးရင်နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ဝင်လာခဲ့တဲ့အလန်းတိုင်းမက်ကရဲ့ကားပေးရပဲဖြတ်ပြီးဘတ်စကားမှတ်တမ်းရှာပြန်မယ်ပေါ့သိရဲ့နော်မိမတွေများတရားဝင်မယူရမချစ်ရမပေါင်းရသေးဘူးမျက်စိကြတယ်စိတ်ဝင်စားတယ်ဆိုရဲပထမဆုံးအဆင့်လောက်ရောက်ရှိရုံရှိသေးတယ်အုံနောက်တွေ6ခန်းပြီးခေါင်းပါအဆန်းချောင်းကောင်လှုပ်ပြစ်လိုက်တတ်တာလေအိုးဖျားသခင်ကြောက်လာပါပြီကဲတော်မူပါတော့ပြီရက်တန်းကရက် bread ထိုင်ရကထားလိုက်တယ်ရောသူနဲ့မက်ကေတင်ကတက်ချင်းစီချင်းများဆက်နေလျော့သလားမသိလောကကြီးမှာတယောက်နဲ့တယောက်မမြင်ရအတန်မကြားရပဲနဲ့စိတ်စီချင်းဆက်နွယ်နားလည်နိုင်နေသိနိုင်နေဆိုရင်တယ်လီပက်သီရှိရဲဆိုတာကို bread လက်ခံယုံကြည်ရတော့မယ်ထင်ရဲ့ကြည့်နော်တိုက်ဆိုင်နိုင်ပုံကအံ့ဩစရာပါပဲဆိုင်ထဲမှာ bread လဲလက်လျှော့ပြီးရောပြန်မဲလို့ထိုင်ရကထားလိုက်ရောတပြိုင်တည်းမှာပဲလှမ်းတိုင်ပြီးညှိနှိုင်းထားတဲ့အတိုင်းမက်ကရလည်းသူ့ကားထဲကနေတကားဖွင့်ပြီးရုတ်တရက်ထွက်လာပါရောကဲဒီတဲ့ထူးထူးခြားခြားတိုက်ဆိုင်တာဘာရှိအောင်ပါလဲဒါပေမဲ့ bread မှာပြဿနာကပြန်ထိုင်လို့ကလည်းကြည်မကောင်းမသိတော့ဒီတော့ချော်လေးရောထိုင်ဆိုသလိုမူလကကြံစီထားတဲ့အတိုင်းပဲ restaurant ရှိရာအိမ်သာဘက်ကိုဆက်ပြီးတော့ခြေဦးတက်လိုက်တော့တယ်
ဟောဗျာဖြစ်ချင်တော့မက်ကီကလည်းဆိုင်ထဲခက်တစ်တီပြန်ဝင်လာပြီးရက်စတိုရန့်ရှိရာရောက်လာပြန်တယ်တမင်္ဂလာကိုနည်းနည်းချင်းဆိုင်မတွေးဖြစ်တွေးပြီးမြားနဲ့မောင်ကကြံဆောင်ဖန်တီးလိုက်တာနဲ့တူမနေပြီဘူးလားယောက်ျားနဲ့မိန်းမအိမ်သားသားချပြီးဝင်ပေါက်ချင်းခွဲထားပြီးမဲ့အိမ်သားတွေကိုလာရလန်းကတော့တိတလျှောက်သေးပဲလေဘဲဆောင်တိန်လို့လွတ်တော့မှာတော့ဒီတခါတော့အလွတ်မခံပဲနှုတ်ဆက်တဲ့အနေနဲ့ဘရက်ကရင်ကျေးစွာပြုံးပြလိုက်တယ်မက်ကီကိုပဲသူရှိကနေအရင်လျှောက်ဖို့ဦးစားပေးရဲ့အနေနဲ့ဘရက်ကသူ့ပုံမှန်ခြေလမ်းတွေကိုစိတ်လိုက်တယ်မက်ကီကလည်းမြင်ဘူးပါတယ်မမိပါတယ်ဆိုတဲ့အတိမတ်ပြူတဲ့အကြည့်မျိုးနဲ့မက်ကီရဲ့ဝတ်တီတိုင်းညခုံးလေးတစ်ဝက်ပင်ပြီးတော့ပြန်ဝင့်ကြည့်လိုက်တယ်ပြီးတော့နှုတ်ကလည်းညင်သက်သာတန့်စ်ပါတဲ့ဟုတ်လိုက်တမဟုတ်လိုက်လေကွယ်ဘရက်အကဲခတ်မမနမိတ်ဖက်မမှားခဲ့ပါဘူးသမုတ်တရားတွေကအိုက်စလန်နာကျွန်းတကျွန်းသူဖြစ်ရမယ်လို့သူတွက်ခဲ့တယ်မလားအခုကြည့်လေအတန်းကနည်းနည်းဝဲတယ်ပြန်ထွက်လာမှကြတော့မိကုန်းနေတထန်းကြီးနဲ့မေးလိုက်မဟဲ့လို့ပြန်နေတဲ့ဘရက်ကတခုံးမှမမေးရသေးဘူးမက်ကီရဲ့ကိုကြီးကိုတောင်မို့မေးတဲ့မမေးတဲ့ချင်းကျင်နေတော့ရှိသေးရဲ့ကြပြကတိအမီလိုက်ထွက်လာတဲ့မက်ကီဟာတကယ်တဲ့အာသက်ရှာတဲ့နဲ့ကောက်ခိုင်ကစမေးချလိုက်လေရဲ့ဆော့ဆော့အတွေ့ရဟောအဲ့ရဲကရှင်ဆိုင်ထဲဝင်သွားတာခုမှစားပြီးရဲ့ဟုတ်ဘရက်ကြောင်အားနဲ့ဘာပြေရမလဲခေါင်းပဲနှင်းပြလိုက်တယ်ပြီးတော့မှထုံးတဲစင်လာတိုင်းနှောက်ဆက်တဲ့အနေနဲ့လက်ကိုခက်လျှော့ကန်ပြီးရင်ကျွန်တော်ဘရက်ပါကျမအကေပါ nice to meet you တဘောလောက်ခပ်ဖွားလက်ဆွဲနှုတ်ဆက်လိုက်ကြတယ်လက်ဆွဲနှုတ်ဆက်ခွင့်ရပြီဆိုတော့မှဘရက်လည်းရဲစပြုတ်လာတယ်ပြောရဲလာဆိုပါတော့ခွင့်ပြုပါကျွန်တော်တီးကျင်နေရတယ်ပဲတခွန်းမေးပြရစီမက်ကီကနှကန်းစိတ်ထားရနဲ့အင်းလို့အတန်ထွက်ခေါင်းဆက်ခွင့်ပြုတယ်ပြီးတော့မေးလာမယ်မေးခွန်းမျိုးကိုကြိုသိနေရနဲ့မသိဟန်ဆောင်ထားပြီးနေတိုင်းကြော့လေးကိုငဲမော့နားဆွနေမက်ကီတဲ့ငယ်ရမှာမဟုတ်ဖေးဥပနဲ့ခွေမောက်ပန်းထဲမှာရှိရလဲဆိုတာသိရပေါ့ဒီစကားမျိုးနဲ့စလာရင်ဘယ်စကားမျိုးနဲ့ဆုံးတတ်တယ်ဆိုရင်ယောက်ျားတွေရဲ့သဘောနောကျင်နေပြီဒါပေမဲ့မိန်းမတွေရဲ့တမက်တာနားဝေချုံမဲ့စကားတွေဆိုတော့လေအရာသာခံကြားကျင်ပါသေးရဲ့ဆိုတဲ့သဘောညနာဘောကမပြုံးတုံအပြောင်းမပြီးမပြင်းလေးနဲ့ညှို့ငင်တဲ့အကြည့်ရလဲလှရက်ပါပဲတစ်ချိန်တည်းမှာခြေထောက်တွေကလည်းအလန့်မပြည့်ရှောက်ရက်ပဲနော်ဆိုင်အပြင်ဘက်ပြန်ထွက်မဲ့ပုံရဲ့ဘရက်လည်းအပြင်ထွက်မဲ့လူဆိုတော့ပျော့သွားတယ်အထွက်ရတကယ်ရွက်ကိုတွန်းခွင့်ကင်ပေးထားပြီးမှမက်ကီနောက်ကသူ့လိုက်ထွက်တယ်အပြင်ရောက်တော့မှမက်ကီရဲ့ကားရှိမှခဏရက်ပြီးသူ့စကားပြန်ဆက်တယ်ဒါပေမဲ့အိုးမလုံးအောင်ပွင့်ဆိုတာမျိုးများဖြစ်နေမလားလို့စမပြောခင်တစ်ချက်ပြုံးလိုက်မိသေးရဲ့မက်ကီကတော့လုံးဝကြိုတင်မရှိမိရန်နဲ့ပဲစောင့်နားထောင်နေရဲ့ဆော့ဆော့ကဟော်ရီနာမှာကီကိုမြင်ချင်မြင်လိုက်ရမှာပေါ့နော်ကျွန်တော်ခေါင်းထဲမှာအသစ်တစ်ခုရလာတယ်အော်တချို့မိန်းမတွေကမျက်နှာမှာဘာမိတ်ကက်မှမချဲတမပြင်းစင်လဲရဲရဲဆဲဆဲလှတဲ့ကြပါလားလို့သူစကားကမပြတ်သေးဘူးမက်ကီဟာကြည်နူးရှင်ပြခါလေးညွတ်ပြီးဖြတ်អော်တယ်စကားတက်တယ်နော်ရှင်ကအရန်ချွတ်များရလို့ပဲမက်ကီရဲ့ကျေးဇူးစကားကြောင့်ဘရက်တာမျက်နှာမထားဖြစ်လာတယ်ရုတ်တရက်လည်းစကားရက်သွားတာပေါ့ sorry ပါအနှောက်အယှက်ဖြစ်သွားတယ်ထင်ပါရဲ့မိမဲ့စကားသာဆက်မေးပါအစားပဒံမှာတော့ကီယာလှတာနဲ့ယောက်ျားတွေရဲ့အကျင့်အတိုင်းကြည့်မိရပေါ့နောက်ပိုင်းကျတော့မှကေပြုတ်မှုနေပုံတွေကဘေးတိဆန်လာပြီးစိတ်ဝင်စားစရာကောင်းလာနေထမပြန်ဖြစ်တာအော်ဆိုင်နေရနေကဲကိုခိုးကြည့်နေမိရဲ့အတွက်တော့ခွင့်လွတ်ပါလို့တောင်းမယ်ပါတယ်တောင်းမှမလို့ပါဘူးကျမပြင်တတိတောင်မထားမိဘူးကျမအရန်အိတ်ချင်တာနဲ့ကားထဲမှာအိတ်ပျော်သွားတယ်မသိတော့ပြန်မိမယ်နော်ဆွဆွရှင်ပြောလိုက်တဲ့အထဲမှာကျမကဘဟေတိဝတ်တယ်ဆိုအဲ့ဒါဘာလဲရှင်မဟုတ်ဆိုလိုတာလေကင်းညကကောင်းမအိတ်ခဲ့ရလို့လားရှင်ကကြည်မင်းနေရအောင်ကျမမေးရအောင်တော့ရှင်မဖြေသေးဘူးနော်ဘာလဲကင်းမေးတာကကျမဘဟေတိဝတ်တယ်ဆိုတာလေအော်ကေကဘဟေတိဆန်တယ်လို့ပြောတာပါကျွန်တော်ကကေပြုတ်မှုနေပုံတွေကိုမြင်ရပြီးတော့အဖေရှာမရတာလေကေဘာဖြစ်လို့ကို့ကားပေါ်ကိုပြန်ရောက်ပြီးမှအိမ်မပြန်တာလဲလို့ပေါ့ရှင်ကျမကခုမှသိလို့နေမှာပါဒီဇိုင်းအလုပ်သမားတွေအားလုံးကတော့သိကြပါတယ်ကျမပြန်စရာအိမ်မမရှိပဲဒီကကျမရဲ့အိမ်ပဲလေကျမဒီဇိုင်းမှာအလုပ်လုပ်တယ်ည7 နာရီမှာအလုပ်ဝင်နေမနက်9 နာရီပြီးရဲ့ကားထဲမှာပြန်အိတ်တယ်အဲ့ဒါရှင်ကိုစိတ်ဝင်စားစီရလား sorry နော်ကေရဲ့ကိုကြီးကိုတာတွေကိုမိမိတယ်လို့ဖြစ်သွားလို့ရပါတယ်
ကျမလျှို့ဝှက်စာမရှိပါဘူးစကားဆက်စရာမရှိတော့ရှက်သွားကြတယ်မက်ကီကလည်းလမ်းခွဲဖို့ဟန်ပြန်လိုက်တယ်ဒါပဲလားရှင့်ပေဟေတရဒါနဲ့ရှင့်ကရောမမရက်ထားလဲပြီးပါပြီရင်ကျေးတဲ့လူတွေအနေနဲ့ကတော့မက်ကီရဲ့စကားကတဲဝိုက်တဲ့အနေနဲ့နှုတ်ဆက်လိုက်တာပေါ့ကိုကားရှိရာကိုသွားပြန်တော့ဆွဲအတိတ်ပဲဘရက်တဲ့သဘောပေါက်တယ်အခုမှတစ်ချိန်တစ်ခါပဲမြင်ဘူးတွေ့ဘူးကြတဲ့လူချင်းတယောက်ကြောင်တယောက်ဒိတ်ထက်ပိုသိကျင်လို့မကောင်းတတ်သေးဘူးပေါ့နော်ဓာတ်ထက်ပိုသိကျင်တော့ရှစ်ခီးစုံတာရှိရောမှာပေါ့ဒါပေမဲ့မက်ကီကောက်ချေချလိုက်တဲ့အတိုင်းဘရက်စ်ကစကားကောင်းကောင်းလေးပြောတတ်တယ်ဘရက်ရဲ့ဘက်ကလည်းရိုးရိုးသားသားပြန်ဖွင့်ပြောဖို့တင့်ပြီကင်းမြင်သားနဲ့ကျွန်တော်ဘက်စကားပွားဆင်းလာပြီးဈေးသက်တာတဲ့တီဆိုင်မှာဝင်စားမယ်လို့ရှောက်လာရင်ねကင်းတဲ့ဒီနေရာမှာတွေ့ကြရလေကျွန်တော်မှာကိုပိုင်းဆိုလို့အယုတ်ကတော့မရှိပါဘူးပြီးတော့အခုလောလောဆယ်တော့အလုတ်လက်မဲ့လေမက်ကီယာစိတ်မကောင်းဟန်နေခက်ရော့ပြုံးနေပြီးတော့ဘရက်ကိုနှစ်သိမ့်တဲ့သဘောလေးဖြစ်ခင်မင်းရင်းနှီးလိုစေရှိကြောင်ပြရလဲရအောင်မက်ကီယာစပြီးတော့လက်ကမ်းပေးလိုက်တယ်လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်ဒါပေမဲ့ဘရက်ကမက်ကီရဲ့လက်ကိုရုတ်တရက်မလွတ်ပဲသူ့ဘက်လက်နဲ့ပါထပ်អော်ပြီးတဆင့်ထပ်ကုန်လိုက်တယ်မက်ကီယာလည်းသူ့ဘက်လက်နဲ့ပါထပ်អော်ပြီးတော့ပြုံးရွှင်နေရဲ့ဘရက်ကလက်တွေဖြည့်လို့လာပြီးလူချင်းလေးခွဲလိုက်တော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်စာရေးသူမောင်တာရရေးသားထားတယ်ကြောင်ကရင်းပြက်နဲ့ဇရဲတောင်ပန်ကျိုးဆိုရဲဇလန်းလေးကတော့ဒီမှာတင်ပေးပါပြီဇလန်းကောင်းများစွာကိုနားဆင်ကြတဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်